ကန်ကလာပင်ပါရှင်ကန်ကလာအခါပါကျမ်းမာရေးကောင်းကျင်တဲ့သူတွေဆိုရင်မနက်ပိုင်းကိုအခါကိုပုံမှန်စားပေးရပါတယ်ကန်ကလာတို့ဂွေးတောက်ရွက်တို့အခါကိုစားလို့ရပါတယ်ပူခါကတော့ရှောင်သိမ့်ပါတယ်ကျမ်းမာရေးကောင်းကျင်တဲ့သူတွေဆိုရင်ပူခါကိုရှောင်သိမ့်ပါတယ်ရှင်ဒါကန်ကလာပင်မှာဝင်းမှန်နဲ့စီးကြိုသမားတွေအတွက်လည်းအရန်ကောင်းပါတယ်နော်ဒါအရွက်တွေကိုနေ့တိုင်းစားဖို့အဆင်မပြေဘူးဆိုလို့ရှိရင်လင်းလက်ကအစင်သင်းထုတ်ပေးထားတဲ့ရှားဆောင်လက်ပတ်ယူရှိပါတယ်ရှားဆောင်လက်ပတ်ကလည်းအခါပါရှင့်မနေ့ကြီးကိုမနေ့ပိုင်းကိုစားရပါတယ်ဒါလင်းလက်ကထုတ်တဲ့ရှားဆောင်လက်ပတ်ယူပါဓခွဲအဖြေတွေလည်းပါပြီးသားသဘာဝစစ်ပါရှင့်လူကြီးလူငယ်ဖိုးဖွားအစတတမီမီရောအကုန်လုံးပေါ့စားလို့ရပါတယ်ရှင့်တဘာဝစစ်ကိုလုပ်ပေးထားတာပါတခွဲအဖြေလည်းပါပြီးသားပါညနေပိုင်းချင်းချိုစားပေးရပါတယ်เนาะညနေပိုင်းဆိုရင်ဒိန်ချင်တို့မကြီးဖြော်ရည်တို့တောက်ပေးရပါတယ်တကူးတကကြီးသွားဝယ်လေဖို့အချိန်မရှိဘူးလုံးနေဖို့အချိန်မရှိဘူးဆိုရင်လင်းလက်ကအစင်သင်းထုတ်ပေးထားတဲ့တခွဲအဖြေတွေနဲ့တကွအစင်သင်းထုတ်ပေးထားတဲ့မကြီးကိုလည်းရှိပါတယ်ပန်းရောင်စားပြားရည်တို့နဲ့ထဖို့ဦးထညက်ပေါ့တဘာဝစစ်ကိုလုပ်ပေးထားတာပါရှင့်ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါဘူးတခွဲအဖြေလည်းပါပြီးသားပါပုံမှန်လေးအဲ့လိုလေးမနက်ပိုင်းကိုအခါညနေပိုင်းကိုချင်းချိုးအမြဲတောက်ပေးမယ်အမြဲစားပေးမယ်ဆိုလို့ရှိရင်ကျန်းမာရေးကတိတိတသားကောင်းပါတယ်ဝင်းချုပ်တာတွေလည်းကောင်းပါတယ်နော်ဒါလေးကတော့ဂန်ကလာပါအခါပါကိုယ်အိမ်သားမှာအလွယ်တကူရရင်လည်းချက်စားကြပါတကယ်လို့မရဘူးဆိုလို့ရှိရင်လင်းလက်ကထုတ်တဲ့ရှားဆောင်လက်ပတ်ယူကိုစားပြအောင်စားပါရှင့်ရှားဆောင်ကတော့အရန်ကိုကောင်းတယ်ဆိုတာသိပါတယ်နော်နိုင်ငံခြားမှာဆိုရင်ဟိုဖြော်ရည်လောက်တောက်တာတို့ဘာလို့ဒီမှာလဲအဲ့လိုပဲအကုန်လုံးတဘာဝစစ်လုပ်ပေးထားတာပါရှားဆောင်လက်ပတ်ကလည်းအခါပါရှင့်ကျေးဇူးတင်ပါတယ်ရှင်